ဇလန်လေးအစမှာဂျွန်ကဗီယက်နမ်ကိုအလုပ်ကိစ္စနဲ့ရောက်ရှိလာတာကနေစတင်ထားပါတယ်။တစ်ဖက်မှာတော့ကော်ဖီဖြော်ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်နေပြီးသူတစ်ပါးအပေါ်အရန်ကိုကူညီတတ်တဲ့ထောင်ဆိုတဲ့ကောင်မလေးပဲဖြစ်တယ်။ချောကလက်ကြော်ညာရိုက်ကူးနေပြီးကြော်ညာပြီးမှကုမ္ပဏီဘက်ကသူနဲ့စာချုပ်ဖြတ်သိမ်းလိုက်ပြီးဆိုတာကိုသိရတဲ့အတွက်စိတ်မကောင်းဖြစ်သွားခဲ့တယ်။ထောင်ဟာမြို့ထဲကကော်ဖီဆိုင်လေးမှာဘာရစ်စတာဖြစ်အလုပ်လုပ်ကိုင်တဲ့သူတစ်ယောက်ဖြစ်တယ်။ကိုရီးယားမှာသူပါဝင်သူဆောင်ရမယ့်ဇာတ်ကားနေရာမှာလူသားတို့ခံရတာနဲ့ family meeting ကိစ္စနဲ့ပတ်သက်ပြီးမန်နေဂျာနဲ့စကားများရန်ဖြစ်ကြတယ်။ passport ဆောင်နဲ့လေယာဉ်လက်မှတ်တွေသူ့မန်နေဂျာစီပါသွားပြီးသူကတော့ဗီယက်နမ်မှာပဲခြံခဲ့တယ်။လက်ထဲမှာလည်းပတ်စံကျွေးနေငယ်တာရှိတာကြောင့် ATM ဆက်စုပ်သွားကပတ်စံထုတ်ဖို့ရန်အတွက်စူးစမ်းတော့လဲထုတ်မရဖြစ်နေတာကြောင့်နောက်ဆုံးတော့နိုင်ကိုသာရောင်းစားရန်အတွက်စဉ်းစားမိတော့တယ်။မင်းဈေးမတရားနိုင်နေတာကြောင့်မရောင်းပဲဆိုင်မလဲထွက်ခဲ့တယ်။ဝယ်တော့လဲဆိုင်ငယ်ရဲ့ပွတ်တိုင်မှုကြောင့်ဖေးသီးဖြော်ရည်တွေဖိတ်ကြကုန်တယ်။ကျုံလည်းထောင်လို့ဆိုင်ကိုရောက်ရှိလာကခောက်ဆွဲကြော်မှစားရအောင်မှဘေးနားလူတွေဝင်တိုက်သွားတာကြောင့်ကျုံရဲ့ဖုန်းလွတ်ကျကမှန်လဲကွဲသွားခဲ့တယ်။သူကပြန်ရောက်လာတဲ့အခါမှာတော့ဂျုံကမရှိတော့ပဲနိုင်ဆိုင်တို့ပြန်သွားကနိုင်ကိုရောင်းမိဟုတော်ဆိုင်ပိတ်နေတော့လဲဆိုင်ရှိမှာ CCTV မှာအော်ဟစ်နေခဲ့တယ်။ဂျုံလည်းသူမကိုဖုန်းပြင်ပေးဖို့ရန်အတွက်ပြောဆိုပြီးပတ်စံကဖုန်းထဲမှာရှိနေတာကြောင့်သူမနေဖို့စားဖို့အခက်အခဲဖြစ်နေတယ်ဟုပြောဆိုကနေစရာပိုင်းရှာပေးခိုင်းတာကြောင့်သူမလည်းနေစရာပိုင်းနောက်ဆုံးမှလည်းလမ်းရှာဖွေပေးရပါတော့တယ်။ဂျုံကိုအခန်းထဲလိုက်ဖို့ပေးခဲ့ပေမဲ့အခန်းပေါ်တွေကသူမင်းသားဆိုတာသိတဲ့အတွက်ဓာတ်ပုံတွေဗီဒီယိုတွေလိုက်ရိုက်နေတာကြောင့်သူလည်းထွက်ပြေးခဲ့ရတယ်။နောက်ဆုံးမှာတော့သူမလှုပ်လှုပ်တဲ့အလုပ်ရုံစတိုကန်တွေတို့ခေါ်တော့ကအိယာခင်ပေးပြီးတိတ်ရတော့တယ်။သူမလည်းအင်တာနက်မှာရှာဖွေကြည့်ရမှာမင်းသားရဲ့ဗီဒီယိုများကိုတွေ့ရှိကသဘောကျပြီးမင်းသားရဲ့ဖန်ဖြစ်သွားပါတော့တယ်။မနက်မိုးလင်းတဲ့အခါမှာတော့သူမလည်းဂျန်ဝူတွေအဝတ်စားတွေယူဆောင်လာပြီးကဂျန်ဝူလည်းဖန်အတစ်တယောက်တိုးသွားပါတော့တယ်။မှန်ကွဲသွားတဲ့ဂျန်ဝူရဲ့ဖုန်းကိုတွက်ပြတဲ့အခါမှာတော့3ရက်လောက်ကြာမယ်ဆိုတာသိရပြီးပတ်စံအများကြီးကျသောကြောင့်သူမလည်းတော်တော်စိတ်ပြတ်သွားတယ်။မန်နေဂျာဖြစ်သူကသူ့ကိုစူးစမ်းပန်းစားလိုက်ရှာပေမဲ့ဖုန်းလည်းဆက်ပိတ်ထားကရှာလို့မတွေ့ခဲ့ပါဘူး။ထောင်ကသူ့ကိုဟိုချီမင်းမြို့ထဲမှာလေပတ်စီယာမြေပုံတစ်ခုနဲ့မုတ်ဖို့ပြီးခဲ့တဲ့အတွက်သူလည်းပျော်ရွှင်နေခဲ့တယ်ဒီလိုနဲ့သူလည်းမျိုးတဲကိုတနေ့ကုန်ရှောက်လှည့်ပတ်ကားကြည့်ရှုနေပြီးတချို့နေရာတွေမှာလက်မှတ်ဝယ်ဖို့ရပတ်စံမရှိတဲ့အတွက်မဝင်ရပဲအပြင်ရတာကြည့်ခဲ့ရတယ်ညနေရောက်တော့ကဂျန်ဝူကသူမအလုပ်ရှင်မှာတိုင်ဆောင်နေပြီးဒီညသူကိုယ်တော်လည်းမအိမ်နိုင်ကြောင်းသူ့လက်မှာအဖုအပိတ်တွေထနေတာဖြစ်ကြောင်းပြကသူ့ကိုဟိုတယ်သို့ပို့ပြီးရန်အတွက်သူမကိုတောင်းဆိုခဲ့တယ်ဆိုင်ငယ်ကဆက်နိုးရမရတော့ကြောင်းနောက်ဆုံးမှာနှစ်ယောက်သားကုန်းချောင်းရောက်ကသူ့အိမ်တို့ဂျုံဝူကိုခေါ်ဆောင်သွားတော့တယ်ဂျုံဝူလည်းအိမ်ကိုကြည့်ပြီးရေချိုးကန်ကိုကြည့်ကသဘောကျနေတော့တယ်ဂျုံကိုတပတ်ပြီးရေချိုးခိုင်းတဲ့ချိန်တွင်တငယ်ချင်းတစ်ယောက်ကအမှတ်မထင်ရောက်ရှိလာတာကြောင့်သူမကလည်းအရန်ကြောက်လန့်ပြီးဒဇင်းယောက်ျားလေးတစ်ယောက်ကိုခေါ်ရတာဖြစ်တဲ့အတွက်ရှက်ရွံ့နေခြင်းဂျုံကလည်းမောက်ဆက်ရှိတာဟုထွက်လာမိတော့ကြောင့်ပတ်ပင်တိုးပြီးမိသွားတော့တယ်သူတို့နှစ်ယောက်ကဒီဇိုင်နာတွေဖြစ်တာကြောင့်ဂျန်ဝူကိုသူတို့ချုပ်လုပ်ထားတဲ့ပြကဝက်ခိုင်းပြီးမော်ဒယ်အဖြစ်ဓာတ်ပုံတွေရိုက်ချပါတော့တယ်ဂျန်ဝူကသူမတမ ATM ကတ်ကိုငှားယူကနင်းကန်ငွေချေးတွေကိုသုံးဆွဲနေတာကြောင့်သူမလည်းအလုပ်လုပ်နေရမှာအလင်းမြန်ပြေးကဂျန်ဝူထမကတ်ကိုပြန်သွားယူပြီးစတင်ပြီးစကားများပါတော့တယ်အိတ်ဆရာနဲ့နေစရာပဲပေးထားနိုင်တာကြောင့်အခြားပတ်စံသုံးချင်ရင်တော့ကမ္ဘာကိုအလုပ်လုပ်ဖို့ရန်အတွက်သူမဘက်ကပြောလာတာကြောင့်နောက်ဆုံးမှာတော့သူလည်းအချိန်ပိုင်းအလုပ်ဝင်လုပ်ရပါတော့တယ်ကျွန်တော်နဲ့ဂျန်ဝူလည်းသူမကိုငွေချေးရင်တဖြည်းဖြည်းနဲ့သူမအပေါ်သဘောကျစိတ်ဖြစ်လာတော့တယ်သူမဟာကော်ဖီပြန်ပွဲမှာတတိယဆူရတဲ့အတွက်အီတလီသို့သွားမျိုးဆိုကနှစ်ယောက်သားအတူတူအောင်ပွဲခံနေကြပါတယ်ဂျန်ဝူကအိမ်မပြောတတ်တဲ့ယောဂရှိပေမဲ့သူမပြောပြတဲ့ကော်ဖီများကိုအကုန်လုံးကုန်အောင်တောက်ပစ်ခဲ့တယ်ကော်ဖီဆိုင်ပိတ်ရမှာတော့နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့မျိုးတဲ့ဘက်ပြတိုင်းများကိုဝင်ကြည့်ကဓာတ်ပုံအတူတူရိုက်ခဲ့ကြတယ်ကော်ဖီဖြော်ပြိုင်ပွဲမှာတတိယဆူရလာတဲ့သူမကိုဂျုံနဲ့တငယ်ချင်းတယောက်ကဝိုင်းဝန်းပြီးချီးမွမ်းထောမနာပြုကြတယ်ဂျုံနဲ့တောင်ချင်းချင်းစားနောက်နေကြတာကိုမသမာသူတယောက်ကဖုန်းဖြင့်ဗီဒီယိုရိုက်ကူးကနာမည်ဖြတ်ဖို့ရန်အတွက်ကြံစီနေခဲ့တယ်ဒီညဟာသူတို့ရဲ့နောက်ဆုံးညဖြစ်ပြီးမနေ့ပြန်ခွဲရမယ်ဆိုတာကိုသိတဲ့အတွက်နှစ်ယောက်စလုံးစိတ်မကောင်းဖြစ်နေကြတယ်ဖုန်းပြန်ရပြီဖြစ်တဲ့အတွက်ကြောင့်မန်နေဂျာနဲ့အဆက်အသွယ်ရကသူလည်းပြန်ရတော့မယ်အတွက်ပျော်နေခဲ့တယ်နှစ်ယောက်သားမနက်စာတူတူစားကြရင်ဂျုံကထောင်းထံမှာဖုန်းနံပါတ်ကိုတောင်းယူပြီးထောင်းကလည်းရုတ်တရက်သူ့အိမ်ကဖုန်းဝင်လာတာကြောင့်သူ့ဖေစေးုံတက်ရတာကြောင့်အလျင်မြန်မဲ့အိမ်ကိုပြန်ရပါတော့တယ်တငယ်ချင်းထံမှာကားကိုငှားယူကဂျုံကပဲကားမောင်းပြီးတော့ဆေးရုံကိုလိုက်ပို့ပေးခဲ့တယ်။ဆေးရုံရောက်ရှိတဲ့အခါမှာအဖေခွဲစိတ်မှုအောင်မြင်တဲ့အတွက်သူမလည်းစိတ်အေးခဲ့ရတော့တယ်။ဂျုံလည်းထောင်တို့နေထိုင်ရာခြေလက်ဒေသမှာရှိတဲ့အိမ်လေးတစ်စီတို့လိုက်သွားကအိမ်လေးကိုကြည့်ပြီးသဘောကျနေခဲ့တယ်။ဂျုံကလည်းအိမ်မပြောဘဲတီးရင်လို့လာကသူမလည်းထိုင်နေတာတွေ့တာနဲ့စကားပြောကြရင်ဘဝခံယူချက်တွေတယောက်နဲ့တယောက်မေးမြန်းဖလှယ်ကြရင်သူမလည်းစိတ်မထိန်နိုင်မဲ့ဂျုံကိုအဝါပေးလိုက်တော့တယ်။
ရွာမှာတောင်ရလုတ်တွေကိုနှစ်ယောက်သားပျော်ရွှင်စွာလှုပ်ချရင်အမတ်တရတွေအတူတူဖန်တီးခဲ့ကြတယ်။နောက်ဆုံးတော့ရွာလေးကိုစွန့်ခွာကနှစ်ယောက်သားမြို့ပေါ်သို့အတူတူပြန်လာခဲ့ကြတယ်။ကျွန်တော်လည်းဟိုတယ်သို့ပြန်သွားကကိုယ်စားလှယ်ကိုယ်တိုင်ရောက်ရှိနေပြီးထောင်းကသူ့စီကငွေညှစ်ပြီးလိမ်လည်နေတာဟုသတင်းတွေပြန့်နှံ့နေတာကြောင့်ကိုရီးယားသို့ပြန်သွားရန်အတွက်သူ့ကိုပြောဆိုခဲ့တယ်။ထောင်းကတော့ဘာမှမသိပဲသူ့လှုပ်ထဲမှာအလုပ်နေစဉ်မီဒီယာတွေရောက်ရှိလာပြီးသူမကိုရူလိန်မဟုဆွဆွဲကရိုက်ကူးရများလောက်ကင်တာဗျူးကြပါတော့တယ်။ကျွန်တော်ကကိုရီးယားသို့ပြန်သွားကဒရိုက်တာနဲ့တွားရောက်တွေ့ဆုံပြီးအရင်လိုပဲရိုက်ကူးတွေပြန်လုပ်နေခဲ့တယ်။ထောင်းကတော့လူလိန်ဟုအများကဆွဆွဲတာခံရပြီးပြဿနာတွေကြီးတောက်လျှောက်ရင်ဆိုင်နေရပါတယ်။ကျွန်တော်ရေးခဲ့တဲ့ကိုရီးယားဘာသာနဲ့စာကိုသူမကတွေ့ရှိခဲ့ပြီးဖတ်ကြည့်ရသူနေထိုင်စဉ်စားစရိတ်နဲ့တောက်စရိတ်များအတွက်နိုင်ရီကိုထားခဲ့ကြောင်းရေးသားထားခဲ့တာဖြစ်တယ်။ဂျန်ဝူကမန်နေဂျာဖြစ်သူကိုခေါ်ပြီးဗီယက်နမ်တွင်ဖန်မီတင်လုပ်ချင်ကြောင်းပြောခဲ့တယ်။ဂျန်ဝူဖန်မီတင်လာလုပ်မယ်ဆိုတာကိုသိတဲ့အတွက်ဂျန်ဝူကိုဆွဲဖို့ရန်အတွက်ကိုရီးယားဆဲနေတွေကိုတေချာကျင့်ပေးနေကြတယ်။ဒီလိုနဲ့ပွဲနေ့ကိုရောက်ရှိလာတဲ့အခါမှာတော့ထောင်ကအထဲသို့မဝင်နိုင်ကြောင်းပြောဆိုကလှည့်ထွက်သွားခဲ့တယ်။ဖန်မီတင်ဆက်နေတဲ့အချိန်မှာတော့ဂျန်ဝူဟာဖန်မြတ်နဲ့တွေ့ဆုံပြီးပျော်ရွှင်စွာစော်ကစားကစကားပြောတဲ့အခါမှာတော့သူနဲ့ထောင်ရဲ့အကြောင်းကိုအမှန်တိုင်းပွင့်ရဝန်ခံကပြောဆိုလာတာကြောင့်နှစ်ဦးသာအတူတူချီနူးခဲ့ကြတဲ့အခိုက်အတန့်များကိုပြန်လည်သတိရကထောင်လည်းရောက်ရရမှပြေးလာပြီးနှစ်ဦးသာတွေ့ဆုံတဲ့အခါမှာတော့တဦးကိုတဦးပွေဖက်ကနမ်းရှုပ်ပြီးဇလန်လေးလည်းပြီးသွားပါတော့တယ်။စကားလေးကိုနှစ်သက်သဘောကျတယ်ဆိုရင်တော့ subscribe လေးနှိပ်သွားပေးပါခင်ဗျာ။